Arsenal အသင်းအပါအဝင်အသင်းကြီးတွေနဲ့တောက်လျှောက်သတင်းထွက်နေခဲ့တဲ့ Sporting အသင်းရဲ့ Sweden တိုက်စစ်မှု Victor Gyokeres ကိုလူတဲ့ပွဲထဲမှာ Liverpool အသင်းလည်းပါဝင်လာပြီလို့သိရပါတယ်ဒီသတင်းက Gyokeres ကိုရဖို့အတွက်အခြေအနေအကောင်းဆုံးဖြစ်တယ်ဆိုပြီးသတင်းထွက်နေတဲ့ Arsenal အသင်းရဲ့ပရိသတ်တွေအတွက်တော့6လက်မှုတရက်ပဲဖြစ်ပါတယ်။အသင်းရဲ့အားကစားဒါရိုက်တာအသစ်ဖြစ်တဲ့ Andrea Bata ရဲ့ဦးဆောင်မှုနဲ့ကစားသမားကိုယ်တိုင်ရဲ့ဆန္ဒကြောင့် Gyokeres ဟာ Emirates မြေကိုရောက်ဖို့အတွက်အလားအလာအရန်ကောင်းတယ်ဆိုပြီးတော့သတင်းတွေတောက်လျှောက်ထွက်နေခဲ့တာပါ။ဒါပေမဲ့အဲ့ဒီလိုအခြေအနေမျိုးမှာ Liverpool အသင်းကလည်းခေါ်ယူဖို့ကြိုးပမ်းတဲ့အသင်းတွေထဲပါဝင်လာပြီးဆိုပြီးတော့ကျွန်တော်တို့သိရတာဖြစ်ပါတယ်။အထောင်တိုက်စစ်မှုတွေတဖန်ပြန်လဲရေပန်းစားလာတဲ့ဒီနေ့ခေတ်ဘောလုံးကမ္ဘာမှာ Victor Gyokeres သည် demanding တော်တော်လေးမြင့်တဲ့ player ဖြစ်ပါတယ်။ပြီးခဲ့တဲ့ရက်တွေတုန်းကတောက်လျှောက်ထွက်ခဲ့တဲ့သတင်းတွေအရဆိုလို့ရှိရင်တော့ Arsenal အသင်းနဲ့ Victor Gyokeres ကပုဂ္ဂိုလ်ရေးသဘောတူညီမှုရခဲ့ပြီးကစားသမားကတစ်ပတ်ကိုပေါင်2သိန်းလောက်လိုချင်နေတဲ့ Arsenal အသင်းဘက်ကလည်းဒါကိုပေးချင်နိုင်မဲ့အလားအလာရှိတယ်။ဒါအပြင် Victor Gyokeres ကိုခေါ်ယူရေးကဂန်နာတို့အတွက်တော်တော်လေးအဆင်ပြေနေပြီးတော့ဒီပြအာဒေတာရဲ့ဘယ် player ကိုခေါ်မယ်ဆိုတဲ့ဆုံးဖြတ်ချက်ပေါ်မှာသာမူတည်ရဲဆိုတဲ့သဘောတွေလည်းတောက်လျှောက်ထွက်နေခဲ့တာပါ။အဲ့ဒီသတင်းနဲ့အပြိုင် Chelsea အသင်းကလည်း Gyokeres ကိုလိုချင်တယ် Manchester United ကလည်း Gyokeres ကိုစောင့်ကြည့်နေတယ်ဆိုတဲ့အခြေအနေတွေမှာရှိပေမဲ့ Arsenal အသင်းနဲ့ထွက်ခဲ့တဲ့သတင်းလောက်တော့ခိုင်မာခြင်းမရှိဘူး။ဒါကြောင့်မလို့ Arsenal ပရိသတ်အများစုက Isak ကိုခေါ်ရင်ကောင်းမလား Sesko ကိုခေါ်ရင်ကောင်းမလား Gyokeres ကိုခေါ်ရင်ကောင်းမလားဆိုပြီးတော့အငင်းပွားမှုတချို့ရှိနေပြီးတော့ Gyokeres ကတော့ပရိသတ်တွေအကြားမှာအလေးအသာဆုံးဖြစ်တယ်။တစ်ချိန်တည်းမှာအားကစားဒါရိုက်တာအသစ် Andrea Bata ရောက်ရှိလာခြင်းကြောင့်လည်းဒီလိုမျိုးမြင်မြန်ဆန်ဆန်တိုးတက်မှုတွေဖြစ်ပေါ်လာတာဆိုပြီးတော့ပရိသတ်တွေကယုံကြည်နေကြတယ်။ဒါပေမဲ့အခုချိန်မှာတော့သူတို့အတွက် Premier League Champion Liverpool ရဲ့စိတ်ဝင်စားမှုကချိန်ချောက်မှုတရဖြစ်ခဲ့တယ်လို့ပြောရမယ်။ Liverpool အသင်းအတွက်ရော Victor Gyokeres ကိုတကယ်လိုအပ်ချက်ရှိရလားဆိုတာကိုကျွန်တော်နည်းနည်းပြန်ပြီးသုံးသပ်ကြည့်ကြရအောင်။ Liverpool တိုက်စစ်မှု Darwin Núñez ရဲ့ခြေစွမ်းမှန်တဲ့ကိစ္စတွေတခြားသောပြဿနာတွေကြောင့် Arne Slot ကိုယ်တိုင်ကလည်းအထောင်တိုက်စစ်မှုနေရာကိုအဆင်ပြေသလိုဖြည့်ရှင်းခဲ့ရတယ်။နောက်ပိုင်းပွဲတွေမှာဆိုလို့ရှိရင်တောင်ပန်ကစားသမား Luis Diaz ကိုထည့်သွင်းပြီးတော့အသုံးပြုခဲ့ရတာကိုတွေ့ရတယ်။ဒီလိုမျိုးကြားပြတ်အသုံးပြုခဲ့ရတာကအဆင်ပြေသလားဆိုရင်တော့ပြေခဲ့တယ်။သို့တော့တိုက်စစ်မှုစစ်မဟုတ်တာကတော့မဟုတ်တာပါပဲ။ Arsenal အသင်းအတွက်တိုက်စစ်မှုတယောက်လိုအပ်တယ်လို့မျိုး Liverpool အသင်းအတွက်လည်းအထောင်တိုက်စစ်မှုကတကယ်လိုအပ်ပါတယ်။ဒါကြောင့်မို့လို့အခုလိုမျိုး release clause ပေးလိုက်ရုံနဲ့အဆင်ပြေနိုင်တဲ့ Victor Gyokeres ကို Liverpool ဘက်ကစိတ်ဝင်စားလာတယ်ဆိုတဲ့သတင်းကလည်းအရန်ကြီးတော့မထူးဘူး make sense ဖြစ်တဲ့သတင်းလို့ပြောရမယ်။တိုက်စစ်မှုစစ်တွေလိုအပ်နေတဲ့ဈေးကွက်ထဲမှာ Victor Gyokeres လိုမျိုး200ဒီဇက်တိုက်တပွဲကိုတကိုးနှုံးလောက်သွင်းထားတယ်။အသက်အားဖြင့်လည်း29-28ဝန်းကျင်ကိုရောက်ရှိနေပြီးတော့အကောင်းဆုံးအချိန် prime time ကိုစတင်ဝင်ရောက်နေတဲ့တိုက်စစ်မှုတယောက်အတွက်ကတော့ပြိုရိုင်းကြတဲ့နှင်းစီကိုင်တော့ဖြစ်နေမှာပဲဒီလိုအချိန်ဒီမှာတော့လက်သွက်ဖို့တော့လိုတယ်ကစားသမားကိုယ်တိုင်ကလည်းအသင်းကနေပြောင်းရွှေ့ခွင့်တောင်းဆိုထားပြီးလို့ကျွန်တော်တို့နားလည်ရတယ်ဒီလိုအချိန်တွေကြောင့်ဈေးနှုန်းကလည်းတဖြည်းဖြည်းကျလာပြီဆိုတဲ့အချိန်မျိုးမှာပြောင်းရွှေ့ကြေးကိုလင်းလင်းမြန်မြန်ပေးပြီးတော့ခေါ်ယူထားလိုက်တာကသူ့ကိုလိုချင်တဲ့အသင်းတွေအတွက်မဖြစ်မနေလုပ်ရမယ့်လှုပ်ဆောင်ချက်ဖြစ်ပါတယ်။ Gyokeres ကိုအသင်းကြီးတွေလိုက်နေတယ်ဆိုတဲ့သတင်းကတော့လုံးဝအမှန်ပါပဲ။ဘယ်အသင်းကလင်းလင်းမြန်မြန်နဲ့ဒီတိုက်စစ်မှုကိုအရောက်ခေါ်နိုင်မလဲဆိုတာကိုတော့ကျွန်တော်တို့ဆက်ပြီးစောင့်ကြည့်ရပါမယ်။ Premier League Champion ပေါ်ထွက်သွားခဲ့ပြီဆိုပေမဲ့တစ်ချိန်တည်းမှာလည်းကစားသမားသစ်တွေအတွက်အသင်းကြီးချင်းကြားတဲ့ကပြိုင်ဆိုင်မှုကိုစတင်မြင်နေရပြီပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျ။